ကျောင်းဖွင့်ရဲ့ပထမဆုံးနေ့မှာပဲအတန်းပိုင်ဆရာအသစ်ဟာအတန်းထဲကိုရောက်လာပြီးကျောင်းသားတွေအားလုံးကိုသူ့ရဲ့အမိန့်အာဏာအောက်မှာရှိနေစေဖို့တိုက်ထိုးခိုင်းပါတော့တယ်။အဲ့ဒီအချိန်မှာကျောင်းသားတစ်ယောက်ကပြန်လဲစကားနာထိုးတဲ့အတွက်ဆရာကသူ့ရဲ့အောက်နှုတ်ခမ်းကိုကင်ပြီးရှေ့ကိုဆွဲခေါ်သွားခဲ့ပါတယ်။အဲ့ဒီကျောင်းသားကပြန်လဲတွန်းလှန်ဖို့ကြိုးစားခဲ့ပေမဲ့ဆရာကအစင်သစ်ဖြစ်နေပြီးသူ့ကိုစာပွဲခုံပေါ်ကိုအင်အားသုံးတွန်းချလိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်ရတဲ့ကျောင်းသားတွေအားလုံးဟာထိတ်လန့်သွားကြပြီးဆရာကတော့သူ့ရဲ့လုပ်ရက်အပေါ်ကျေနပ်နေပုံရပါတယ်။ဒါပေမဲ့ဆရာကစက္ကန့်စတင်မရေတွက်ခင်မှာပဲအတန်းထဲကအာခံတက်ဆုံးကျောင်းသားတစ်ယောက်ကရှေ့ကိုထွက်လာပါတယ်။သူကဆရာအမိန့်ကိုမနာခံယုံတင်မကပဲအခြားကျောင်းသားတွေကိုလည်းမနာခံကြဖို့လှုံ့ဆော်ခဲ့ပါတယ်။ဆရာကရေမောပြီးကြောက်ရွံ့မှုဆိုတာအတွေ့အကြုံကနေလာတာလို့ပြောရင်းအဲ့ဒီကျောင်းသားရဲ့ခေါင်းကိုစာပွဲခုံနဲ့စောင့်ပစ်လိုက်ပါတယ်။သူဘလို့ပဲရုန်းကန်ပါစေဆရာရဲ့အင်အားကိုမရှင်နိုင်ပဲနောက်ဆုံးမှာတော့အရှုံးပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့တဲဟန်အထက်တန်းကျောင်းဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့ကျောင်းတစ်ကျောင်းဖြစ်လာပြီးအနိုင်ကျင့်မှုတွေထူပြောလာပါတယ်။ကျောင်းသားအများစုဟာအရှိန်အဝါရှိတဲ့မိသားစုတွေကဖြစ်တာကြောင့်ဆရာတွေကိုလုံးဝအလေးမထားကြပါဘူး။ဓာတ်စိတ်လို့ခေါ်တဲ့မျက်မှန်နဲ့ကျောင်းသားတစ်ယောက်ကဒီမှာတရားမှုတွေကိုမကြည့်ရတော့တဲ့အတွက်ကျောင်းကလူမိုက်ရမ်းရမ်းကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရဲရင်မှုဟာလေးစားမှုကိုမရရှိခဲ့ပဲပုံမိုဆိုးရွားတဲ့အနိုင်ကျင့်မှုတွေကိုသာရင်ဆိုင်ခဲ့ရပါတယ်။ကျောင်းကလည်းသူ့ကိုကူညီမဲ့အစားတခြားကျောင်းကိုပြောင်းဖို့သာဖိအားပေးခဲ့ပါတယ်။ပိုပြီးစိတ်ပျက်စရာကောင်းတာကဂျန်ယန်ရဲ့အဖေဟာလွှတ်တော်အမတ်တစ်ယောက်ဖြစ်နေပြီးဓာတ်စိတ်ကိုကလဲစားချေဖို့အတွက်သူ့အဖေရဲ့စီးပွားရေးကိုပါဖျက်ဆီးပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဓာတ်စိတ်ဟာဒီလိုဘဝမျိုးကိုဆက်ပြီးမဖြတ်တန်းကျင်တော့တဲ့အတွက်သူ့ကိုယ်သူအဆုံးစီရင်ဖို့ရွေးချယ်လိုက်ပါတော့တယ်။ဒုတိယပိုင်းဇလန်းဆရာအသစ်ဟာပထမဆုံးနေ့မှာပဲကျောင်းသားအားလုံးကိုအားကစားရုံထဲမှာတုပ်ပိတ်ထားလိုက်ပါတယ်။ဒီကျောင်းဟာထိန်းချုပ်ရခက်ခဲလွန်းတဲ့အတွက်သူကလက်သီးနဲ့ပဲကျောင်းသားတွေကိုစုံမဖို့ပြင်ဆင်ထားတာပါ။သူမရောက်ခင်မှာစမ်းပေါင်းလို့ခေါ်တဲ့ကျောင်းပြောင်းကျောင်းသားတစ်ယောက်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူကျောင်းတကားဝကိုမဝင်ရသေးခင်မှာပဲဆိုင်ကယ်စီးလူမိုက်တစုကသူ့ကိုခြောက်လန့်ပြီးဖနက်ကိုပါလူယူသွားခဲ့ကြပါတယ်။လမ်းမှာလဲကျောင်းကလူမိုက်တစ်ယောက်ကသူ့စီကနေအကာအကွယ်ပေးခကြေးငွေတွေကိုအတင်းအဓမ္မလူယူခဲ့ပါသေးတယ်။စမ်းပေါင်းတက်ရတဲ့အတန်းဟာကျောင်းတစ်ခုလုံးမှာအဆိုးဆုံးအတန်းဖြစ်ပြီးကျောင်းသားတွေဟာစာအုပ်တအုပ်မှယူမလာကြပါဘူး။ဆရာတွေကိုပဲစာအုပ်တွေမိတ္တူကူးခိုင်းပြီးဆရာကညှင်းဆန်ရင်လည်းမျက်နှာချင်းဆိုင်ချင်းချောက်လေးရှိကြပါတယ်ခင်ဗျာ။ဆရာတယောက်ယောက်အတန်းထဲကထွက်သွားပြီဆိုတာနဲ့ကျောင်းသားတွေကကွာတွေတူတွေလိုမျိုးလက်နက်ကရိယာတွေကိုကောက်ကင်ပြီးလျှက်စစ်မေးကြအတန်းကကျောင်းသားတွေနဲ့ရန်ဖြစ်ဖို့ဘေးခန်းကိုတန်းပြေးကြတော့တာပါပဲ။အဲ့ဒီအတန်းတစ်ခုကအမြဲတမ်းလူစုပြီးချကြဖို့ပြင်ဆင်နေကြတာဖြစ်ပြီးရန်ပွဲတိုင်းကိုဗီဒီယိုရိုက်ဖို့တာဝန်ပေးထားရတဲ့ကျောင်းသားတွေတောင်ရှိပါတယ်။စိုးဘုံကတော့ဘေးနားမှာပဲနေပြီးရန်ပွဲတွေထဲဝင်မပါခဲ့ပါဘူး။အဲ့ဒီတော့မော်တော်ယာဉ်မေဂျာရဲ့ခေါင်းဆောင်ဖြစ်တဲ့ပတ်ဆောင်ဝန်တယောက်တိတ်တော့သဘောမကျလာပါဘူး။စိုးဘုံနဲ့အတန်းတူဖြစ်တဲ့ဟွန်ကျူးကတော့အတန်းထဲမှာတကယ်စာလုပ်တဲ့တူဦးလေးသောကျောင်းသားဖြစ်ပြီးသူကစိုးဘုံကိုကျောင်းရဲ့အာဏာချိန်ခွင်ရှာအကြောင်းရှင်းပြခဲ့ပါတယ်။စပင်တိုနဲ့တယောက်ကမော်တော်ယာဉ်မေဂျာရဲ့ခေါင်းဆောင်ဆောင်ဝန်ဖြစ်ပြီးစပင်ရှည်နဲ့တယောက်ကတော့လျှက်စစ်မေဂျာရဲ့ခေါင်းဆောင်ယုံဖြစ်ပါတယ်။ဒီနှစ်ယောက်အသေးလဲချနေကြရတဲ့အကြောင်းရင်းကတော့စီနီယာအတန်းရဲ့ခေါင်းဆောင်ဖြစ်သူကွန်ရက်ရဲ့အတိမတ်ပြုမှုကိုရချင်လို့ပါ။ကွန်ရက်ကတော့ဒီကျောင်းရဲ့တကယ်ထိပ်သီးလူမိုက်ကြီးဖြစ်ပြီးလူတွေကိုရိုက်နှက်ပြီးပတ်စံတောင်းတတ်တယ်လို့တခြားကျောင်းတွေနဲ့ရန်ပွဲတွေဖြစ်အောင်လဲခဏခဏဦးဆောင်နေရှိပါတယ်။ကျောင်းမပြီးသေးပေမဲ့အပြင်လောကကလူမိုက်ကိုင်းတွေရဲ့ကန့်လန့်မှုကိုခံထားရသူပါ။သူကဈေးကြီးတဲ့မော်တော်ဆိုင်ကယ်ကိုစီးပြီးဒီဇိုင်နာအကြီးရင်းတွေကိုဝစ်ဆင်ထားတာကြောင့်ကျောင်းသားအများစုကကွန်ရက်ရဲ့သတိပြုမိမှုကိုခံရဖို့ရည်မှန်းချက်ထားပြီးသူ့ရဲ့အတိမတ်ပြုမှုကိုရအောင်အသေးလဲစူးစမ်းကြတာဖြစ်ပါတယ်။ကျောင်းကိုလာရောက်ထိန်းကျောင်းရတဲ့ဝါချင်းကတော့ဒီအကြောင်းတွေကိုကျောင်းအုပ်ကြီးစီကနေသိခဲ့ရတာပါ။ဝါချင်းတယောက်ကျောင်းချီနေကိုလေ့လာနေတော့မှပဲဆောင်းဝမ်နဲ့အင်ပြုံတို့ရဲ့ရန်ပွဲကအဆုံးသက်ကိုရောက်ရှိလို့လာပါတယ်။နောက်ဆုံးမှာတော့အင်ပြုံကဆောင်းဝမ်ကိုသူ့ရဲ့အရေးချင်းတီးတက်နဲ့အနိုင်ယူနိုင်ခဲ့ပြီးအဲ့ဒီအတွက်ကြောင့်ကွန်ရက်စီကနေနောက်2ရက်အတွင်းလူတွေ့စစ်ဆေးဖို့လာခဲ့ပါဆိုတဲ့တီးတက်မက်ဆေ့ချကိုရရှိခဲ့ပါတယ်။ဆီယာမအပေါ်ကလဲစားချေခြင်းနဲ့စိုက်ပါအနိုင်ကျင့်မှုဆီယာမတယောက်ကကျောင်းသူတယောက် live လွှင့်နေတဲ့ဖုန်းကိုတင်စီလိုက်ရကနေပြင်းထန်တဲ့ကလဲစားချေမှုကြီးစတင်ပါတော့တယ်။ကျောင်းသူယူအီလီကဆီယာမချမ်းကကျောင်းသူတယောက်ရဲ့စပင်ကိုညှက်နေတဲ့ဗီဒီယိုကိုရိုက်ကူးခဲ့ပါတယ်။သူမကဗီဒီယိုရဲ့အစနဲ့အဆုံးကိုဖျက်တောက်ပြီးဆီယာမကသူမကိုအနိုင်ကျင့်စော်ကားနေပါတယ်ဆိုပြီးလူမှုကွန်ရက်ပေါ်မှာလှုပ်ကြံတင်ခဲ့ပါတယ်။အတန်းပိုင်ဆရာမစ္စတာဂါအိုကရူအီလီကိုခေါ်ယူစကားပြောပြီးဆီယာမချမ်းမှာအပြစ်မရှိကြောင်းသက်သေပြဖို့ဗီဒီယိုအပြည့်အစုံကိုပြန်တင်ပေးဖို့တိုက်တွန်းခဲ့ပေမဲ့ရူအီလီကပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။တကယ်တော့မစ္စတာဂါအိုကရူအီလီဗီဒီယိုကိုလောက်ကျန်ဖန်တီးနေတဲ့ဖြစ်စဉ်တစ်ခုလုံးကိုမြင်တွေ့ခဲ့ရတာပါ။သူကရူအီလီကိုအမှားပြင်ဆင်ဖို့အခွင့်အရေးပေးခြင်းလို့ချက်ချင်းအရေးမယူခဲ့တာဖြစ်ပေမဲ့သူ့ရဲ့ကယူနာကနောင်တရခြင်းကိုဖြစ်မလာစေပဲသူ့ကိုယ်သူနောက်ထပ်ပြစ်မှတ်တစ်ခုဖြစ်သွားစေခဲ့ပါတယ်။ရူအီလီကရုံးခန်းကထွက်လာပြီးနောက်ရည်ရွယ်ချက်ရှိသူမရဲ့ဂျာကင်အင်ဂျီကိုချွတ်ပြီးမစ္စတာဂါအိုကသူမကိုနှောက်ယှက်စော်ကားခဲ့ပါတယ်ဆိုတဲ့ဗီဒီယိုအတုကိုရိုက်ကူးခဲ့ပါတယ်။အဲ့ဒီဗီဒီယိုတက်လာတာနဲ့အင်တာနက်တစ်ခွင်မှာပြန့်နှံ့သွားပြီးမစ္စတာဂါအိုဟာပြင်းထန်တဲ့စိုက်ဘာအနိုင်ကျင့်မှုကိုခံရပါတော့တယ်။လူတွေကကျောင်းထဲအထိဝင်ရောက်ပြီး live လွှင့်ကြတယ်လို့သူစိမ်းတွေကသူ့အိမ်ရှိအထိလာရောက်ဝိုင်းရံနေတာကိုသိလိုက်ရတဲ့အခါမစ္စတာဂါအိုတယောက်စိတ်သက်တွေလုံးဝပြိုလဲသွားခဲ့ရပါတယ်
သူ့ရဲ့ကားလဲဆဲဆိုမှုအရေးသားတွေနဲ့မှုတ်ဆေးဖြန်းခံရပြီးသူ့ဘဝဟာပြန်ပြင်မရအောင်ပျက်စီးသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူဟာအဲ့ဒီကားထဲမှာပဲသူ့ရဲ့အသက်ကိုသူကိုယ်တိုင်အဆုံးစီရင်သွားခဲ့ပါတယ်။အမှန်တရားကိုဖုံးကွယ်ရန်ကြိုးစားခြင်းဒေါသထွက်နေတဲ့ဆီယာမဂျန်ကရူအီလီကိုဗီဒီယိုတွေချက်ချင်းဖြုတ်ဖို့နဲ့အများပြည်သူကိုအမှန်တိုင်းဖွင့်ပြောဖို့တောင်းဆိုခဲ့ပေမဲ့ရူအီလီကတော့အဲ့ဒီအချိန်မှာပဲပရိသတ်တွေရဲ့တနာကရုဏာကိုရဖို့အတွက်ကင်မရာရှိမှမျက်ရည်ကျပြပြီး live လွှင့်နေခဲ့ပါတယ်။ပြင်းထန်တဲ့လူထုဖိအားတွေကြောင့်ကျောင်းအုပ်ကြီးကရူအီလီကိုအညံ့ခံဖို့ရွေးချယ်ခဲ့ပြီးဒီကိစ္စကိုလက်စဖျောက်ပေးဖို့သူမကိုတောင်းပန်ခဲ့ရပါတယ်။ကျောင်းမှာအထူးခွင့်ရေးတွေပေးမယ်လို့လည်းကတိပြုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအညံ့ခံလိုက်တာကရူအီလီကိုပိုပြီးတော့တောင်ရဲတင်းလာစေခဲ့ပါတယ်။ရူအီလီကရက်တက်မသွားပဲဆီယာမဂျန်ရဲ့မျက်နှာကိုကြည့်ပြီးသူမရဲ့ follower အရေးအတွက်9သိန်းကျော်သွားပြီလို့ကြွားလုံးထုတ်ခဲ့ပါတယ်။ပညာရေးဌာနကဒီအကြောင်းကိုသိရှိသွားတဲ့အချိန်မှာရူအီလီက follower 6သိန်းရှိတဲ့ influencer တစ်ယောက်ဖြစ်နေပါပြီ။ဒီကျောင်းဟာပညာရေးဌာနရဲ့နောက်ထပ်နှိမ်နင်းမဲ့ပြစ်မှတ်ဖြစ်လာခဲ့ပြီးကျောင်းကမိန်းကလေးတီးတန့်ကျောင်းဖြစ်နေတာကြောင့်ဟွာဂျန်ကိုယ်တိုင်သွားရောက်ဖို့အဆင်မပြေတာမို့ကျောင်းသားဆီယာမအဖြစ်အသွင်ယူစုံစမ်းဖို့အတွက်ဟန်လင်းကိုစေလွှတ်လိုက်ပါတော့တယ်။ဟန်လင်းတစ်ယောက်အတန်းထဲကိုလှမ်းဝင်လိုက်တဲ့အချိန်မှာပဲဟန်လင်းကစာသင်ခန်းထဲကိုဝင်လာတဲ့အချိန်မှာဘဲကျောင်းသားတစ်ယောက်ကမှသူမကိုသတိထားမိပုံမပြပါဘူး။ယူဝေရဲ့အချစ်ဆုံးတငယ်ချင်းစူအီရင်ကဆိုရင်အတန်းထဲမှာသူမကိုလူသိရှင်ကြားပြောင်းလောင်တော်ဖို့တောင်စူးစမ်းပါသေးတယ်။ပထမဆုံးအနေနဲ့သူမကဟန်လင်းမှာရည်စားရှိလားလို့မေးတယ်။ပြီးတော့ဟန်လင်းရဲ့ရုပ်ရည်ကိုတစ်ဆက်စီဝေဖန်ပုတ်ခတ်ပါတော့တယ်။မျက်နှာကိုခွဲစိတ်ပြုပြင်ထားတာနေမှာပါလို့ကဲ့ရဲ့ပြီးခွဲစိတ်မှုမလုပ်ခင်ကဓာတ်ပုံတွေကိုပြဖို့ပါတောင်းဆိုလာပါတယ်။စူအီရင်စကားပြောလို့လဲစုံရောဘေးကကျောင်းသားတွေကပါဝိုင်းပြီးလှောင်ရကြပါတော့တယ်။လူတိုင်းကဟန်လင်းတယောက်အရှက်ရပြီးအရှုံးပေးသွားမဲ့အခြေအနေကိုစောင့်ကြည့်နေကြတာပါ။ဒါပေမဲ့တစ်စက္ကန့်အကြာမှာတော့ဟန်လင်းကစူအီရင်ရဲ့ရှစ်တက်တဲကိုရှောက်သွားပြီးဘယ်သူမှထင်မထားတဲ့အရာတစ်ခုကိုလှုပ်လိုက်ပါတော့တယ်။ဒီကောင်လေးကတကြောင်လုံးမှာအတော်ဆုံးထိတ်တန်းကျောင်းသားတစ်ယောက်ပါ။ဒါပေမဲ့သူကဆရာဖြစ်သူရဲ့တိုင်ကြားစာကိုလက်ခံရရှိပြီးတဲ့နောက်မှာတော့သူ့ရဲ့ဆရာကိုကိုထိလက်ရောက်ကျူးလွန်ပြီးလဲကျသွားအောင်လုပ်ခဲ့ပါတယ်။ဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက်ပညာရေးဌာနကတာဝန်ရှိသူတွေဟာနိုင်ငံခြားဘာသာတင်အထက်တန်းကျောင်းကိုအမြန်ရောက်ရှိလာခဲ့ကြတယ်။ဟွာချန်ကအရိုက်ခံလိုက်ရတဲ့ဆရာဖြစ်သူမစ္စတာချန်စီကနေအကြောင်းရင်းကိုမေးမြန်းခဲ့ပါတယ်။မကြသေးခင်ကမှဆရာဖြစ်သူဟာအထူးတန်းတစ်ခုကိုစတင်ဖွင့်လှစ်ခဲ့တာပါ။ဒါပေမဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ရှန်ရှောင်ကတော့အမြဲတမ်းကောင်းကဲစရာပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။အတန်းထဲမှာဆရာဘာပဲတင်ရှန်ရှောင်ကအတန်ကျဲကြီးနဲ့ကြားဖြတ်ပြောလို့ရှိပြီးအရာအလုံးကိုသူပဲတည်ထားတယ်လို့မျိုးပြုမှုတတ်ပါတယ်။ဒါတော့မှမစ္စတာချန်ကရှန်ရှောင်ပေါ်တခါမှမကြေမနက်မဖြစ်ခဲ့ပါဘူး။သူတို့ရဲ့တက္ကသိုလ်ဝင်ခွင့်အတွက်အကြံဉာဏ်ပေးဖို့ရှန်ရှောင်ရဲ့မိဘတွေဖွင့်ထားတဲ့စားတောက်ဆိုင်စီထီတောင်တွားရောက်ခဲ့ပါသေးတယ်။မစ္စတာချန်ပြောပြချက်အရဆိုရင်တော့ရှန်ရှောင်ဟာလူတိုင်းကိုအထင်သေးပြီးဘသူစကားကိုမှနားမထောင်တဲ့ပြဿနာကောင်ကျောင်းသားတစ်ယောက်ဖြစ်နေပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့ဟန်လင်းကရှန်ရှောင်ကိုယ်တိုင်စီကနေကြားသိရတဲ့အကြောင်းအရာကလုံးဝကိုကွဲပြားခြားနားနေပါတယ်။ရှန်ရှောင်ရဲ့ပြောပြချက်အရမစ္စတာချန်ဟာသူ့မိဘတွေရဲ့စားတောက်ဆိုင်ကိုလာရောက်ပြီးတဲ့နောက်မှာအဆောက်အဦစီကံချိုးဖောက်မှုဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ဟာတက်ဆိုင်ရာရဲ့ပိတ်သိမ်းခြင်းကိုခံခဲ့ရပါတယ်။နောက်ပိုင်းမှာရှန်ရှောင်ရဲ့မိဘတွေကသူ့အတွက်တီးတန့်ကျူရှင်ဆရာတယောက်ငှားရမ်းပေးခဲ့ပေမဲ့မစ္စတာချန်တည်သွားတဲ့နေ့ရဲ့နောက်ရက်မှာပဲအဲ့ဒီကျူရှင်ဆရာကရှန်ရှောင်ကိုဆက်မတင်တော့ဘူးလို့ရုတ်တရက်အကြောင်းကြားလာခဲ့ပါတယ်။ဒီပြောစကားနှစ်ခုဟာလုံးဝကိုကိုက်ညီမှုမရှိပါဘူး။တကယ်ဘသူကလိန်နေတာလဲဆိုတာကိုသိနိုင်ဖို့ဆရာဖန်ကမစ္စတာချန်ရဲ့အတန်းထဲကကျောင်းသားတိုင်းကိုလိုက်လံစုံစမ်းပါတော့တယ်။အဲ့ဒီမှာသူရှာဖွေတွေ့ရှိခဲ့တာကတော့ရှန်ရှောင်ကလွဲလို့ကျန်တဲ့ကျောင်းသားအားလုံးဟာတူညီတဲ့ကိုပိုင်ကျူရှင်တင်တန်းကျောင်းတစ်ခုကိုတက်ရောက်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဆရာဖန်ကကျောင်းသားတစ်ယောက်လိုဟန်ဆောင်ပြီးအခြေအနေကိုစုံစမ်းဖို့အဲ့ဒီတင်တန်းကျောင်းထဲကိုခိုးဝင်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတင်တန်းကျောင်းအကြီးကြီးထဲမှာလူတစ်ယောက်မှရှိမနေပါဘူး။တာဝန်ခံတစ်ယောက်ကသူဟာနိုင်ငံခြားဘာသာတင်အထက်တန်းကျောင်းကလာတာလို့ကြားတဲ့အခါမှာတော့အချက်လက်တွေကိုစတင်မေးမြန်းပါတော့တယ်။အတိအကျစုံစမ်းစစ်ဆေးမှုတွေအရရှန်ရှောင်ကလွဲလို့ကျန်တဲ့ကျောင်းသား၁၀တယောက်စလုံးဟာအဲ့ဒီတင်တန်းကျောင်းမှာပဲစာတင်ကြားနေကြတာဖြစ်ပြီးပြဿနာရဲ့အရင်းမြစ်ကလည်းအဲ့ဒီနေရာမှာရှိနေတာဖြစ်ပါတယ်။မဖြစ်မနေတက်ရမယ့်အတန်းတွေကိုတခါမှမတက်ခဲ့တဲ့ကျောင်းသားတစ်ယောက်ကတစ်ကျောင်းလုံးမှာပထမရသွားတယ်ဆိုတာတကယ်ကိုထူးဆန်းလုံးပါတယ်။ဒါရင်မကသေးပဲပို့ပြီးတော့တောင်ဆိုးရွားလာပါသေးတယ်။ဘာလို့လဲဆိုတော့သူဟာရန်ပွဲကိစ္စထဲမှာဆွဲသွင်းခံလိုက်ရလို့စာမွေးပွဲအဖြစ်ဆိုခွင့်ပါလွဲချော်သွားခဲ့ရပြီးဒုတိယရခဲ့တဲ့ရှုကျန်းကပဲထိတ်ဆုံးကိုရောက်သွားခဲ့လို့ဖြစ်ပါတယ်။သူမကအကြောင်းသူတစ်ယောက်ဆိုတာခင်ဗျားမသိခဲ့ဘူးလား။ခင်ဗျားကသူမရဲ့အလဲတန်းတုန်းကအတန်းပိုင်ဆရာဖြစ်ခဲ့တာလေ။ကျွန်တော်မှဝေဝါးတဲ့အမှတ်ရမှုတစ်ခုတော့ရှိတယ်လို့ပဲ။ဟုတ်ပါတယ်။လူအီရဲ့စာမွေးပွဲရလက်တွေကအရန်ကောင်းခဲ့တာ။ဒါကြောင့်မို့လို့သူမကတကူဆာကီနိုင်ငံခြားဘာသာစကားကျောင်းကိုတက်ဖို့အစကပြင်ဆင်ခဲ့သေးတယ်။ဒါပေမဲ့နောက်ဆုံးစာမွေးပွဲကိုမဖြေဆိုနိုင်ခဲ့လို့အဲ့ဒီကျောင်းကိုမတက်ဖြစ်ခဲ့ဘူးလို့ပြောကြတယ်။အဲ့လိုလား။ဟုတ်ပါတယ်။အဲ့ဒီအကျိုးဆက်ကြောင့်ပဲအခုဆရာတန်းတွေကနံပါတ်1နေရာကိုတန်းရောက်သွားတဲ့ကျောင်းသားကကြံ့စုကြံဖြစ်လာတာပေါ့။တစ်ချိန်ဆိုရင်တော့တိုက်ဆိုင်မှုလို့ပြောလို့ရပေမဲ့နှစ်ချိန်တိုင်ဆိုရင်တော့အဲ့ဒီတုန်းက UE ရဲ့ရမှတ်တွေကလည်းအရန်ကောင်းခဲ့တာပဲ။ဒါပေမဲ့အရေးကြီးတဲ့အချိန်ကျမှသူမရဲ့စာမှုပွဲဖြည့်ဆိုခွင့်ဆုံးရှုံးသွားခဲ့ရတယ်။ဒါကြောင့်ဟွာကျန်းကစပြီးတန်တရားဝင်လာမိတယ်
UE ကဘာလို့ဒီလိုမျိုးအဆုံးသတ်သွားခဲ့ရတာလဲအကြောင်းရင်းကတော့ရိုးရိုးလေးပါပဲသူမမှာရှောင်ရှက်ရဲ့မိဘတွေလိုမျိုးအရှိန်ဝါကြီးမားတဲ့မိဘတွေမရှိခဲ့လို့ပဲဖြစ်နိုင်မလားသူမူလာတန်းကျောင်းမှာအတန်းပိုင်ဆရာဖြစ်ပထမဆုံးတာဝန်ထမ်းဆောင်တဲ့နေ့ပေါ့သူဟာထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့ကလေးတွေရှိရာအတန်းထဲကိုရှောက်ဝင်လာခဲ့တယ်အတန်းစတာနဲ့ဒီကလေးတွေကအိမ်သာသွားခြင်းနဲ့ဆိုပြီးအော်ဟစ်ကြတော့တာပဲဆရာကိုယ်တိုင်လိုက်ပို့ပေးဖို့လည်းအတင်းအကျပ်တောင်းဆိုကြတယ်ဆရာဘက်ကအလျှော့ပေးလိုက်တာနဲ့ကလေးတွေကတမင်တက်တက်တန်းစီပြီးဆရာကိုထပ်ခါတလဲလဲနှိပ်စက်ကြတော့တာပါပဲဆရာကိုသူတို့ရဲ့ចောင်းစာတွေတောင်အတင်းလုပ်ခိုင်းကြသေးတယ်ဆရာကညှင်းဆန်လိုက်တဲ့အခါမှာတော့သူတို့ကငိုယိုအော်ဟစ်ကြပြန်ရောဟွာကြန့်ကိုစိတ်ပြတ်အားလျှော့တဲ့အခြေအနေထိတွန်းပို့ဖို့တရက်ပဲအချိန်ယူခဲ့ရတယ်ဒါပေမဲ့ဒီလိုပြဿနာရှာတဲ့ကလေးတွေနဲ့ရှင်ရင်တကယ်ပဲကြောက်စရာကောင်းတာကသူတို့ရဲ့နောက်ွယ်ကမိဘတွေပဲဖြစ်ပါတယ်ဟွာကြန့်ဒီမူလာတန်းကျောင်းကိုရောက်လာရတဲ့အကြောင်းရင်းကတော့အရင်အတန်းပိုင်ဆရာမဇီရှန်ဟာမိဘတွေစီကနေရေရှည်နှောက်ယှက်မှုကိုခံခဲ့ရလို့ပါပဲသူမဟာပြင်းထန်တဲ့စိတ်သက်ကြဝေဒနာကိုခံစားခဲ့ရပြီးတစ်ချိန်ကမိမိကိုယ်ကိုအဆုံးစီရင်ဖို့အထီတောင်တွေးခဲ့မိပါသေးတယ်သူမအတန်းကိုစပြီးတာဝန်ယူတော့ကတော့ဇီရှန်ဟာစိတ်အားထက်သန်မှုနဲ့ယုံကြည်မှုတွေအပြည့်ရှိခဲ့တာပါဒါပေမဲ့အတန်းခေါ်ချိန်မှာယူကျန့်ဆိုတဲ့ကောင်လေးကိုယုံကြည်မှုရှိမိတ်ဆက်ဖို့အားပေးစကားပြောခဲ့မိုံလေးနဲ့တင်ဒါဟာယူကျန့်ရဲ့အမေကိုဒေါသထွက်စေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကဇီရှန်ရဲ့အိမ်လိပ်စာကိုကြိုတင်စုံစမ်းထားရုံတင်မကပဲဆရာမရဲ့မျက်နှာချင်းဆိုင်မှာအဲ့ဒီလိပ်စာကိုအလွတ်ရွတ်ပြခဲ့ပါတယ်ပြီးတော့သတိပေးစာတွေနဲ့ဆရာမကိုအဆက်မပြတ်ဖိအားပေးနှောက်ယှက်ပါတော့တယ်ကလေးကိုအဲ့လိုကြမ်းကြမ်းတမ်းတမ်းမပြောဖို့နဲ့သူမရဲ့ကလေးကဆရာမကိုကြောက်နေပြီလို့လည်းအကြောင်းပြချက်ပေးခဲ့တယ်အစပိုင်းမှာတော့ဇီရှန်ကဒါကိုအလေးနဲ့မထားခဲ့ပါဘူးအမိတယောက်အနေနဲ့ကလေးအတွက်စိတ်ပူလို့ဖြစ်မှာပါလို့ပဲတွေးခဲ့မိတယ်အမားတစ်ခုမှမလုံးမိစေဖို့အဲ့ဒီအမျိုးသမီးတောင်းဆိုသမျှကိုလည်းစာရွက်ပေါ်မှာတိတိကျကျချရေးထားခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးသူမရဲ့အိမ်လိပ်စာကိုရွှေ့ပြခဲ့တဲ့အချိန်ကစပြီးတကယ်ငရဲကြတဲ့အိမ်မက်ဆိုးကြီးစတင်လာလိမ့်မယ်လို့သူမဘယ်တော့မှမတွေးခဲ့မိပါဘူးယူကျန့်ရဲ့အမေကအချိန်ပြည့်နှောက်ယှက်မှုတွေကိုစတင်ပါတော့တယ်ကလေးကိုကြောက်တင်ပုံမှာပု္ပ္ပစာတစ်ပုဒ်တွက်ခိုင်းမိုံလေးနဲ့တင်အဲ့ဒီအမျိုးသမီးကနောက်ထပ်သတိပေးစာတစ်စောင်ထပ်ပို့လာပြန်တယ်ယူကျန့်ကိုနောက်ဘယ်တော့မှအတန်းရှိထွက်ပြီးအမေးမခံရဘူးဒါဟာကလေးရဲ့ကိုယုံကြည်မှုကိုထိခိုက်စေတယ်ဆိုပြီးတော့ပေါ့ကျေးဇူးပြုပြီးမပြောသင့်တဲ့စကားတွေကိုမပြောပါနဲ့ကျောင်းမှာကလေးတွေကြားပြဿနာဖြစ်ရင်လည်းအမြဲတမ်းကျမတို့ကလေးဘက်ကပဲကာကွယ်ပေးပါညွှန်ကြားတဲ့ပုံစံမျိုးထက်တောင်းဆိုတဲ့ပုံစံမျိုးပဲပြောပေးပါနှုတ်ဆက်တဲ့အခါလက်အုပ်ချပြီးခေါင်းငုံဖို့အတင်းအကျပ်မလုပ်ပါနဲ့အဲ့ဒါကဖိအားဖြစ်ပြီးကလေးရဲ့ယုံကြည်မှုကိုကျဆင်းစေပါတယ်ကလေးတွေစူညံရင်လည်းမစူပါနဲ့စိတ်သက်ကြသွားပါလိမ့်မယ်ဒီအချိန်ထိတော့ဇီရှန်ရဲ့စိတ်တွေလုံးဝပြိုလဲမသွားသေးပါဘူးသူမပို့ပြီးတော့ပဲပင်ပန်းနွမ်းနယ်လာခဲ့ရတာပါတညနေမှာအလုပ်ပြီးတော့သူမလှုပ်ဖို့ကင်ဘက်တွေနဲ့ညစာစားဖို့သွားခဲ့တယ်ဒါပေမဲ့ယူကျန့်ရဲ့အမေစီကနေနောက်ထပ်စာတစ်စောင်ထပ်ရောက်လာပြန်ပါတယ်အဲ့ဒီအမျိုးသမီးကဆီယာမကြိုးတိုင်းမပါတဲ့အကျဉ်းဝတ်ထားတာကိုစူပူချင်းမောင်းပြီးဒါဟာယောက်ျားလေးတွေရဲ့စန့်ကျင်ဘက်လင်းအပေါ်အမြင်ကိုပုံပြက်ပန်းပြက်ဖြစ်စေတယ်လို့ဆွဆွဲခဲ့ပါတယ်ပိုပြီးလွန်တာကတော့အဲ့ဒီညစာစားပွဲကတပ်ပုံကိုလူမှုကွန်ရက်ပေါ်တင်လိုက်တဲ့အချိန်မှာပဲယူကျန့်အမေရဲ့ကွန်မန့်တွေကအလုံးအရင်းနဲ့ဝင်လာပါတော့တယ်တစ်ခုထက်တစ်ခုပိုပြီးလွန်မင်းတွေရေးထားတာပါကလေးတွေဒီတပ်ပုံကိုမြင်ရင်ဘယ်လိုလုပ်မလဲဘာလို့ဒီလိုမျိုးရှက်စရာကောင်းတဲ့ပုံတွေကိုတင်ရတာလဲကလေးတွေမှာလိမ်ပိုင်းဆိုင်ရာစူးစမ်းကျင်စိတ်တွေဖြစ်ကုန်မှကြောက်မိတယ်အမြဲတမ်းအပြင်မှာပဲအချိန်ဖြုံးနေတာလားကလေးတွေအတွက်မတွေးပေးဘူးလားကျမတို့ပေးရတဲ့အခွန်ငွေလစာတွေကိုကစားခုံစားလုပ်ဖို့ပဲသုံးနေတာလားသင်ခန်းစာပြင်ဆင်မှုတွေအတွက်လည်းအချိန်နည်းနည်းလောက်ပေးပါဦးသူမရဲ့တီးခန့်နိုင်စွမ်းကုံဆုံးသွားတဲ့အခါမှာတော့ဇီရှန်ဟာကျောင်းအုပ်ကြီးစီသွားပြီးအကူအညီတောင်းခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကသူမရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကိုပြင်းပြင်းထန်ထန်ချိုးဖောက်နေပြီလို့ခံစားခဲ့ရလို့ပါဒါပေမဲ့ကျောင်းအုပ်ကြီးကတော့တက်ပြင်းချယုံကလွဲလို့ဘာမှမတက်နိုင်ပဲအကောင်းဆုံးနည်းလမ်းကတော့လူမှုကွန်ရက်အကောင့်တွေကိုပြောင်းသုံးဖို့ဒါမှမဟုတ် application တွေကိုဖျက်ပစ်ဖို့ပဲလို့ပြောခဲ့တယ်။တကယ်အမှန်တရားကတော့ကျောင်းကဒါကိုအရင်ကလည်းဖြေရှင်းဖို့ကြိုးစားခဲ့ပူပါတယ်။ကျောင်းအုပ်ကြီးကိုယ်တိုင်ရဲကိုတိုင်ကြားခဲ့ဘူးတလို့အဲ့ဒီမိဘနဲ့လည်းအကျိုးအကြောင်းပြောပြပြီးညှိနှိုင်းမှုကြိုးစားခဲ့ဘူးတယ်။ဒါပေမဲ့ရလာတဲ့ရလဒ်ကတော့အဲ့ဒီမိဘတွေစီကနေတစ်ခုပြီးတစ်ခုတိုင်စာတွေထပ်တက်လာတာပဲရှိခဲ့ပါတယ်ဒီလိုမိဘတွေရဲ့အမြင်မှာတော့ဆရာမဘာပြောအမှားပဲဖြစ်ပြီးကျောင်းကဘာလို့အပြစ်ရှာဖို့ပဲကြိုးစားကြတာပါနောက်ဆုံးမှာတော့ကျောင်းတစ်ခုလုံးကပဲဒီအတွက်ပေးဆက်ခဲ့ရတယ်အဲ့ဒီအဖြေကိုကြားပြီးနောက်မှာတော့ဇီရှန်ဟာလောလောဆယ်မှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုဖျက်ပစ်ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးကာယအတန်းတစ်ခုမှာယူကျန့်ကအခြားကျောင်းသားတစ်ယောက်နဲ့ရန်ပွဲဖြစ်ခဲ့ပါတယ်ဇီရှန်ကဝင်ပြီးတားမြစ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲယူကျန့်ရဲ့အမေလှုပ်လာနိုင်မဲ့အယူမှုနှောက်ယှက်မှုတွေကိုရုတ်တရက်ပြေးမြင်မိပြီးသူမအဲ့ဒီနေရာမှာတင်ကြောက်လန့်တကြားအေးခဲသွားခဲ့ရပါတော့တယ်။ဘာလို့ရမှန်းလဲမသိတော့ပါဘူး။